2005 ခုနှစ်မှာလူတွေရဲ့တက်တန်ဟာအယံကိုတိုးနေခဲ့တာပါအစားအစာတွေကိုစားဖို့မထုတ်လုပ်နိုင်တော့တဲ့အတွက်လူသားမျိုးနွယ်ကခင်းနောက်ပြန်သွားတော့မယ်လို့သိပ္ပံကြောင်တွေကပြောထားပါတယ်ဆိုလိုတာကအစာကွင်းဆက်ရဲ့နောက်ဆုံးအခြေအနေကိုရောက်နေပြီးအစားတောက်ရှားပါလာကလူတွေကတနေ့တက်တနေ့ပိုပြင်းလာပြီးညံရည်တွေကျဆင်းလာမယ်ကိုပြောတာပါဒီဇက်ကားထဲမှာဂျိုးဟာဘယ်အရာကိုမှဖြစ်မြောက်အောင်မလုပ်နိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆိုရရဲ့လှုပ်ဝက်မစ်ရှင်တစ်ခုမှာတာဝန်ပေးခြင်းခံခဲ့ရပါတယ်စစ်တပ်သိပ္ပံကြောင့်ဗိုလ်ချုပ်ကြီးကော်ရဲကလူတွေကိုအချိန်အကန့်အသတ်မရှိထိမ့်သိမ်းထားနိုင်တဲ့စမ်းသပ်တက်တာတစ်ခုကိုတီထွင်လိုက်ပါတယ်။ကော်ရဲကဂျိုးကိုဒီစမ်းသပ်မှုရဲ့ပထမအဆုံးသောစမ်းသပ်ကအဖြစ်လုပ်ခိုင်းလိုက်ပါတယ်။နောက်ထပ်အမျိုးသမီးတယောက်ကိုလည်းထည့်သွင်းစမ်းသပ်ခြင်းပေမဲ့တက်ထဲမှာဂျိုးလိုတိမ်မထူးနေမထူးလူကိုရှာမတွေ့ရလို့ပြည်သူတွေကရီတာဆိုတဲ့လူကိုရွေးချယ်လိုက်ရပါတယ်။ရီတာကိုသူ့ရဲ့မန်နေဂျာနဲ့ရီးစားဖြစ်သူတို့ကဒီတကယ်ခွဲစီကိုလွှတ်လိုက်တာပါ။စမ်းသပ်ချက်ကတော့လှုပ်ဝက်ထားရမှာမို့လို့လူတိကွမပေးထားပါဘူး။ဒီလိုနဲ့ပဲဂျိုးနဲ့ရီတာတို့ကို IP နဲ့ချိတ်ဆက်ပြီးစမ်းသပ်တက်တာတွေကိုထည့်လိုက်ပါတယ်။ဒီစမ်းသပ်ချက်ကြောင့်သူတို့ရဲ့ဘဝကြီးကပြဿနာတွေနဲ့ရင်ဆိုင်ရတော့မယ်ဆိုတာကိုသူတို့ကတတိမထားမိခဲ့ကြပါဘူး။တစ်နှစ်ပဲကြာမဲ့ကိစ္စမလို့သူတို့နှစ်ယောက်ကလည်းအေးအေးဆေးဆေးပဲအဆက်သက်ခံခဲ့ကြပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲတိတ်ပန်ကြောင်ဗိုလ်ချုပ်ကယ်ရနဲ့ရီတာရဲ့ရီးစားကလည်းပြစ်ဒစာမှောင်ခုံမှုနဲ့ဖမ်းခံလိုက်ရပါတယ်။သူတို့နှစ်ယောက်မရှိတော့ဘူးဆိုတော့ဘယ်တိတ်ပန်ပညာရှင်မှလည်းဒီစမ်းသပ်မှုကိုစိတ်ဝင်စားကြပါဘူး။တရက်တော့ခဲကန်းကလည်းပိတ်သိမ်းခံလိုက်ရပြီးတော့အစာအုပ်ကလည်းဖြိုချပျက်စီးပစ်ခံလိုက်ရပါတယ်။နှစ်တွေသာကုန်သားပေမဲ့ရီနာနဲ့ဂျိုးတို့ကအမိုက်ပုံတွေကစမ်းသက်ခံတစ်တာထဲမှာပဲတတိတင်မေ့မျောနေခဲ့ကြပါတယ်။အရင်ကတိတ်ပန်ကြောင်နေခံမှန်းထားတဲ့အတိုင်းပဲချိန်တွေကြာလာလေးလူတွေကပိုတုံးအလာလေးပါပဲ။လူသားတွေရဲ့အသိဉာဏ်နှုံပြစရာကလည်းဟိုးအောက်ဆုံးထိကိုထိုးဆိုင်သွားလို့တိတ်ပန်ကြောင်တွေကလည်းအကျဉ်းလို့အရန်တော်တဲ့သူတွေမဟုတ်တော့ပါဘူး။လူတွေရဲ့ညံတုံးလာတဲ့ကိစ္စကိုဘယ်သူမှအဖြစ်မရှာနိုင်ကြတော့အဲ့ဒီတုန်းကအတိုင်းအတာတစ်ခုနဲ့ဆိုရင်ဒီခေတ်ထဲမှာတော့တာမန်ဖြစ်ရတစ်ခုပါပဲ။ဒါကြောင့်ဆိုးကျိုးအနေနဲ့စွန့်ပစ်အမိုက်တွေကလည်းတောင်လိုပုံလာခဲ့ပါတယ်။2505ခုနှစ်မှာတော့ကမ္ဘာစံချိန်တောင်ချိုးသွားခဲ့ပါတယ်။အမိုက်တွေကပြိုကျလာပြီးတော့အမိုက်ပုံထဲမှာရှိနေတဲ့ကိုဂျိုးရဲ့ဆက်သက်ခံတစ်တာကလည်း Ferry Bandy လို့ခေါ်တဲ့ငတုံးတစ်ကောင်ရဲ့အိမ်ထဲကိုဖောက်ဝင်သွားပါတယ်။အဲ့ဒီငတုံးကဘယ်လောက်တောင်ပြင်းလဲဆိုတော့ TV ကြည့်ရပြတ်မှာဆိုတဲ့အတွက်ကြောင့်မလို့သူ့ထိုင်ကုန်မှာအိမ်သာပါတက်ထားပါတယ်။သူ့အိမ်ထဲအမိုက်ပုံယူဝင်လာတာကိုတော့ဂယုစိုက်ပုံမရပါဘူး။ဂျိုးကမတ်တက်ရက်ပြီးတော့သူ့ကိုနှုတ်ဆက်လိုက်တဲ့အချိန်မှာပဲအိမ်ထဲကနေပဲဖော်ဖော်ရွေနဲ့ကန်ထုတ်ခံလိုက်ရပါတယ်။အဲ့ဒီနောက်ဂျိုးတယောက်ဟာအနာဂတ်ကိုရောက်နေတယ်ဆိုတာအခုချိန်ထိသတိမထားမိခဲ့သေးပါဘူး။ဒီကလူတွေပြောနေကြတဲ့စကားလုံးတွေကတော့ပုံမှန်ဘာသာစကားကိုမသုံးမနဲ့ဂျိုသားဘာသာစကားလိုမျိုးအတန်မျိုးစုံကိုပြောနေပါတယ်။ဂျိုးတယောက်ကတော့အရင်လိုပုံမှန်တိုင်းပြောလိုက်တဲ့အခါမှာတော့မောင်းထုတ်ခံလိုက်ရပါတယ်။ဂျိုးတယောက်အတွက်တော့သူတွေ့ရသမျှအရာတွေအားလုံးကသူ့အတွက်ကိုထူးဆန်းနေပါတယ်။အဲဒါကြောင့်အနီးနားမှာတွေ့တဲ့ဆေးရုံတွေကိုဝင်သွားလိုက်ပါတယ်။ဆေးရုံထဲမှာလူနာတွေကဂိမ်းဆော့နေရပြီးအနိုင်ရမှသာအခမဲ့ဆေးကုသခွင့်ကိုရမှာပါ။တော်သားမြို့တက်လို့တို့ပဲဂျိုးတယောက်ကတော့စဉ်းစားရင်းနဲ့ကောင်တာမှာသွားမိတော့သူနာပြုတ်ကစပွဲပေါ်မှာရှိတဲ့ခလုတ်တွေအများကြီးတဲ့ကတစ်ခုကိုနှိပ်လိုက်ပါတယ်။အဲဒီနောက်မှာဂျိုးတယောက်ကရေးစားလာတာကြောင့်ရေတောက်မယ်လို့လုပ်ရောပိုက်ထဲကနေရှက်အေးကြီးတွေထွက်ချလာပါတယ်။လူတွေကရေကိုအိမ်သားထဲမှာပဲသုံးရမယ်လို့ယူဆထားတာကြောင့်အားပြည့်ချွေတွေကြီးပဲတောက်နေတာပါ။ဆေးရုံတွေကဆရာဝန်တွေကလည်း12တန်းကိုအမှတ်240နဲ့အောင်လာတဲ့သူတွေကြီးပါပဲ။အဲဒီနောက်ဂျိုးကရုံးခန်းထဲမှာထိုင်ဆောင်နေနေတဲ့သတင်းစာမှာရေးထားတဲ့နေစာတစ်ခုကိုမြင်သွားခဲ့ပါတယ်။ဒီနောက်မှာတော့သူဘာမှမတွေ့ရခင်လေးမှာပဲဆရာဝန်ရောက်လာပါတယ်။ဒီနောက်မှာဒေါက်တာရန်ကူကတော့ရေမရအဖက်မရတွေကိုပြောပြီးတော့သူ့ကိုယ်သူဆဆရကကိုက်ဖမ်းနေပါတယ်။ပြီးတော့ဆေးဘုံနဲ့ဝါကအဖြစ်ဒေါ်လာ9 မီလီယံကိုညာတောင်းခဲ့ပါတယ်။ဒီချိန်မှာပဲဂျိုးကပြေစာကနေနေဆွဲကိုတတိထားမိသွားပြန်ပါတယ်။အခုက2505ခုနှစ်ဆိုတော့တောက်ကျိုးနဲ့2900တောင်မှပဲစက်သက်ခံတစ်တာထဲမှာသူပိတ်မိနေခဲ့တာပါ။ဆရာဝန်ကဂျိုးကိုနိုင်ငံသားကျူပါပြခိုင်းတော့သူကကြောင်နေခဲ့ပါတယ်။အဲ့ဒီခေတ်မှာအစိုးရကပြည်သူတွေကိုမျက်စိဒေါက်တာကျူနိုင်မှုအတွက်လူတိုင်းရဲ့လက်တွေမှာကျူပါတွေကတ်ထားပေးပါတယ်။ဂျိုးကလည်းသူ့မှာအဲ့အမျိုးမရှိတော့ဆေးရုံကနေပြီးတော့အကြောက်လက်တကြားနဲ့ထွက်ပြေးခဲ့ရပါတယ်။အဲဒီနောက်ပြိုကျကန်နီးဖြစ်နေတဲ့တိုက်ကြီးတွေအမိုက်တွေပြည့်နေတဲ့ပတ်ဝန်းကျင်ကိုမြင်တော့သူကအနာဂတ်ကိုရောက်နေကြောင်းလက်ခံသွားပါတယ်။ကျွန်တော်ရဲ့ကဘာကြီးကအခုချိန်ထိမမဖြစ်နေပြီမဲ့လေဒီဇလန်မှာတော့ကဘာကြီးကပြောင်းလဲသွားနေပါပြီ။စီးပွားရေးကလည်းကတ်ဆိုင်နေပြီးတော့အငြိကြေးတွေကြောင့်လေကွင်းတွေနဲ့စိုက်ပျိုးရေးခြံတွေကလည်းပျက်စီးနေပါပြီ။အဆိုးဆုံးကတော့ဒီနှစ်မှာအကောင်းဆုံးစုရထားတဲ့ရုပ်ရှင်ကလူတစ်ယောက်ရဲ့ဖင်ကိုမိနစ်60လုံးရိုက်ပြနေတဲ့ဇာတ်ကားတကားပဲဖြစ်နေတာပါ။နေ့ဘက်မှာတော့ဂျိုးတယောက်ရဲလက်ကနေလွတ်အောင်ထပ်ပြေးနိုင်ခဲ့ပေမဲ့ညနေပိုင်းမှာတော့ခြေကုံလက်ပန်းကြကအဖမ်းခံလိုက်ရပါတယ်။ရဲတွေကဒေါသထွက်ပြီးတော့တဲုံမသွားခင်မှာပဲငွေကောင်းစပရိတ်နဲ့ဖြန်းလိုက်ပါသေးတယ်။ရုံးတော်ကိုရောက်လာတဲ့အခါမှာဆိုရင်တော့ဂျိုးရဲ့ရှေ့နေရဟိုတကောင့်သားဘရက်ဒိုဖြစ်နေပါတယ်။ဘရက်ဒိုကအမှုကိုဘယ်လိုနိုင်အောင်ခြေပရမယ်ဆိုတာကိုလုံးဝမသိပါဘူး။
တရားလိုရှိနေတဲ့ပိုရီရတဲ့ဟာတာတွေပြောနိုင်မယ်ဆိုရင်တရားသူကြီးကမျက်နှာသာပေးလိုက်မယ်ဆိုတဲ့အတွေးနဲ့ကို့အမှုတွေကိုဟာတာတွေနဲ့ထိုင်ဖြုံနေခဲ့ပါတယ်။ဒါပေမဲ့လည်းအမှုအပြီးမှာတရားသူကြီးကဂျိုးကအပြစ်ရှိတယ်လို့အမိန့်ချလိုက်ပါတယ်။ဒီလိုတွေဖြစ်နေတဲ့အချိန်မှာပဲပယ်ရီတယောက်ကဆန်းသက်ခံတစ်တာတွေကနေထွက်လာခဲ့ပါတယ်။အနာဂတ်ကိုရောက်နေမှတတိမထားမိပဲနဲ့သူကြီးစားစီကိုပဲဆက်တိုက်ဖုန်းခေါ်နေခဲ့ပါတယ်။မကင်တော့တဲ့ဖုန်းကိုအယူလိုခေါ်နေတဲ့ခမရတို့လိုပါပဲ။တစ်ဖက်မှာဂျိုးကလက်မှာကျူဟာကုတ်တော်တူရေးတဲ့ဆက်စီကိုခေါ်သွားခံခဲ့ရပါတယ်။ဘာတွေဖြစ်နေမှမသိဘူးကွာလို့ပါဇက်ကလှုပ်ခနဲထွက်သွားတာကြောင့်ဆက်ကသူ့နာမည်ကိုမစ္စတာမတိမကြလို့ရေးလိုက်ပါတယ်။ကျူဟာကုတ်တတူထိုးပြီးသွားတဲ့အခါမှာတော့ IQ စစ်စီခံရပါတယ်။မိကုန်းတွေကလေလွတ်နေတာကြောင့်ဂျိုးကသူ့ကိုလာပြောင်နေရလားဆိုပြီးတော့ထင်သွားခဲ့ပါတယ်။ဒါပေမဲ့အကုန်မှန်သွားတာကြောင့်ကြီးအောင်ရပါတော့မယ်။အဲဒီနောက်မောင်ဂျိုးကသူဟာ IQ အမြင့်ဆုံးလူသားဆိုတာရိပ်မိသွားပါတော့တယ်။အဲ့ဒါကိုစမ်းသပ်ဖို့အတွက်ဒီနေ့ထောင်ထဲကနေထွက်ရမှာဆိုပြီးပြောလိုက်တော့ထောင်မှုကြော်ကြီးကလည်းသူ့ကိုအသာတကြီးနဲ့သွားခွင့်ပေးလိုက်ပါတယ်။ရုတ်တရက်အရေးပေါ်လမ်းနေမြည်လာတာကြောင့်ဂျိုးတယောက်ထွက်ပြေးပြီးတော့ရှေ့နေဖရဒိုရဲ့အခန်းထဲမှာဝင်ပုန်းနေလိုက်ပါတယ်။ကဘာပေါ်မှာအတော်ဆုံးလူဖြစ်ရတာကောင်းတယ်ဆိုပေမဲ့လည်းဂျိုးကတော့ဒီကဘာကြီးမှာဆက်မနေချင်တော့ပါဘူး။အဲ့ဒါကြောင့်ဖရဒိုကလွန်ခဲ့တဲ့နှစ်900တုန်းကလူတယောက်ဟာအချိန်ခီးသွားဆက်ကိုတီထွင်ခဲ့ကြောင်းဖရဒိုကိုပြောပြလိုက်ပါတယ်။အဲ့ဒီဆက်ကပြတိုင်းမှာရှိတယ်လို့ဆိုတဲ့အကြောင်းရင်းကိုပဲပြောပြခဲ့ပြီးဒီထက်ပိုပြီးဘာမှမကူညီခဲ့ပါဘူး။ဒါကြောင့်ဂျိုးကသူ့သား2005ခုနှစ်ကိုပြန်ရောက်သွားမယ်ဆိုရင်သူ့မှာရှိတဲ့ဒေါ်လာ8ဘီလီယံပေးမယ်လို့လှည့်စားပြီးဆွဲလိုက်ပါတယ်။သူတို့တွေစဉ်းစားနေတော့မှပဲရဲတွေကခန်းတကားကိုလာခောက်ခဲ့ပါတယ်။ဖရဒိုနဲ့ဂျိုးတို့ကလည်း brain box ကနေခုန်ဆင်းပြီးတော့ကားနဲ့ထွက်ပြေးကြပါတယ်။လမ်းမှာရီတာကိုတွေ့တော့သူမကိုပါကားပေါ်ခေါ်တင်ပြီးသူတို့အကြံတိုင်းလိုက်လုပ်ခိုင်းပါတယ်။ဂျိုးက2505ခုနှစ်ကိုရောက်နေတယ်ဆိုတာရီတာကိုပြောပြပေးမယ်လေအိမ်ပြန်နောက်ကျရင်ရီတာကစိတ်ဆိုးလိမ့်မယ်လို့ပဲဒိုင်ကန်ပြောနေပါတယ်။ဒီလိုတုံးအနေတဲ့ကဘာကြီးထဲမှာတော့ရီတာကပိုပြီးညံမကောင်းဖြစ်နေတာပါအထင်သာပါပဲ။သူတို့ကကျူဟာကုတ်ကိုမေ့နေကြတာမို့ရဲတွေကသူတို့တီနေရကိုခြေရာခံပြီးသွားကြပါတယ်။အဲ့ဒါကြောင့်ရဲတွေကမရောက်မလာခင်မှာပဲကားထဲကနေဆင်းပြေးပြီးတော့ပုံနေခဲ့ကြပါတယ်။ရဲနဲ့ပြည်သူနဲ့ပေါင်းပြီးသူတို့ကားကိုဝိုင်းပြီးမိရှုဖျက်ဆီးနေကြပေမဲ့ငတုံးနေရဆိုရင်တော့သူတို့ဘာလို့ဒီလိုလုပ်နေကြမှန်းဆိုတာတော့မသိကြပါဘူး။အဲဒီနောက်ဖရဒိုကဂျိုးနယ်ရီတာကိုကော့စကိုမှာရှိတဲ့ဈေးတစ်ခုကိုခေါ်သွားပါတယ်။ဖရဒိုဆိုတဲ့ငနေသားကလည်းကော့စကိုမှာရှိတဲ့ဥပဒေတက္ကသိုလ်တစ်ခုကနေကြောင်းတက်ခဲ့တာပါ။ပြလိုက်ကိုသွားဖို့ဆိုရင်တော့ဒီဈေးမှာယထာစီရမှာပါ။ယထာဆောင်နေတော့မှရီတာကရှူးရှူးထွက်လာတာမို့ဂျိုးကလည်းသူ့စကန်ကိုထပ်သုံးမိလိုက်ပါတယ်။အဲဒီနောက်ကော့စကိုဈေးထဲမှာအပြစ်သားရှိကြောင်းကိုနေရာဆောင်ကနေအလန်းနေထမြည်လာပြီးတော့ဂျိုးကိုရဲတွေကဖမ်းမိသွားပါတယ်။ဒီတခါတော့ရဲတွေကသူ့ကိုထောင်ထဲခေါ်သွားတာမဟုတ်ဘဲနဲ့အိမ်ဖြူတော်စီကိုတိုက်ရိုက်ခေါ်သွားတာပါ။အိမ်ဖြူတော်ရောက်သွားတဲ့အခါမှာတော့တကြံ promotion နဲ့သပင်ဖြောက်နာတဲ့တမရာကြီးနာမည်ကတော့တန်မာချိုပါ။အဲဒီနောက်ဂျိုးကအထက်မြတ်ဆုံးလူသားမှုလို့သူ့ရဲ့အတွင်းရေးမှုခန့်လိုက်ပါတယ်။အစာရေစာပြက်လက်မှုနဲ့မုံတိုင်းပြဿနာတွေကိုသူကဖြေရှင်းပေးလိမ့်မယ်လို့လည်းတပ်ပြည်သူတွေကိုကြေညာလိုက်ပါတယ်။ဒီကိစ္စကိုသာကင်တွယ်ဖြေရှင်းပေးနိုင်မယ်ဆိုရင်တော့ဂျိုးကထောင်ထဲကနေကင်းလွတ်ခွင့်ပေးမှာဖြစ်ပြီးတော့မဖြေရှင်းနိုင်ဘူးဆိုရင်တော့ငရဲပို့ခံရမှာပါ။နောက်နေ့အစည်းအဝေးခန်းမှာတော့ဂျိုးကသူ့ကိုသူတော်တယ်ဆိုပြီးတော့လူတွေယုံအောင်လို့စကကြီးစကကျယ်တွေနဲ့ပြောနေခဲ့ပါတယ်။သူပြောတဲ့စကားတွေကိုလည်းငတုံးတွေကယုံနေခဲ့တာပါ။အဲဒီနောက်မှာတော့ဂျိုးကအစာရေစာပြက်လက်မှုရဲ့နောက်ွယ်မှာမြုံနေတဲ့စိုက်ခင်းစီကိုတွားခဲ့ပါတယ်။ဂျိုးကအချိန်ကူးပြောင်းဆက်ကိုပဲရှာနေတာမို့လို့ဖရဒိုစီကအဲ့ဒီဆက်ရှိတဲ့တီနေရမြေပုံကိုလာပေးလိုက်တော့ဝမ်းသာသွားပါတယ်။ဒါပေမဲ့မြေပုံထဲကလမ်းကြောင်းဟာဆိုရင်တော့9နှစ်ကလေးဆွဲထားတဲ့ပုံလေးပါပဲ။လယ်သမားတွေကစိုက်ကင်းတွေကိုရေလောင်းရမယ်စားအားဖြည့်ချွေတွေပဲလောင်းနေတာကိုတတိထားမိတော့ဂျိုးကစိတ်ပြတ်သွားပြီးတော့ရေကိုသာသုံးချဖို့အကြံပေးလိုက်ပါတယ်။နွားတွေကိုတိုက်တဲ့ဟာကလည်းရေမဟုတ်ပဲနဲ့အားဖြည့်ချွေတွေဖြစ်နေကြတာပါ။ခလေးကစားခွေးစုံအားဖြည့်ချွေတောက်နေမှာတော့ဒီစာကွင်းဆက်ကြီးကပျက်စီးပြီပေါ့ဗျာ။အဲဒီနောက်ဂျိုးတို့ကအစည်းအဝေးတစ်ခုလုပ်ပြီးတော့ဒီတဲကိုရေသာလောင်းမယ်ဆိုရင်အပင်တွေပုံမှန်တိုင်းပြန်ထွက်လာမယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်တမရာကြီးကလည်းယုံပြီးတော့ဒီအပင်တွေကိုရေလောင်းမှုဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့ငတုံးတွေကဂျိုးရဲ့အကြံတိုင်းရက်အနှဲငယ်လာလောက်ကြတာမို့အချိုရည်ထုတ်လုပ်နှုန်းကလည်းရော့ကျသွားပြီးနိုင်ငံတကာနိုင်ငံရဲ့လူဦးရေတဝက်စာလောက်ကလည်းအလုပ်လက်မဲ့ဖြစ်ကုန်ပါတယ်။အခုထိလည်းအပင်တွေကမပေါက်သေးတာကြောင့်ဂျိုးရဲ့အကြံဉာဏ်ကမအောင်မြင်ဘူးလို့သတ်မှတ်ပြီးတော့ပြည်သူတွေကအလုပ်လက်မဲ့ဖြစ်တဲ့အဖြစ်တန်အနေနဲ့ပြန်လည်ထူထောင်ရေးစခန်းကိုတရက်အပို့ခံလိုက်ရပါတယ်။အဖြစ်ကပလေးပဲလို့ဂျိုးတယောက်စိတ်အေးနေပေမဲ့လည်းသူထင်ထားတာနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။တရားဥပဒေအရဆိုရင်ဂျိုးတွေကလူအပြည့်ထည့်ထားတဲ့ကွင်းထဲမှာဆိုရင်တော့ကားရီမကြိတ်အောင်ထွက်ပြေးရမှာပါ။တိတ်မကြခင်မှာပဲဂျိုးကကွင်းထဲခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။လူသက်ကားကြီးတွေလက်ကနေလွတ်အောင်ဂျိုးတယောက်ကကားတိတိလေးနဲ့ထွက်ပြေးရမှာမို့ဒီကွင်းထဲကနေအသက်ရှင်လျက်ထွက်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူး။အဲဒီနောက်ရီတာကလည်းသူမတယောက်တည်းအရင်ကဘာကိုပြန်ရတော့မှမလို့ဝမ်းနေနေပါတယ်။အဲဒီအချိန်မှာရီတာကအပြင်ကိုငေးကြည့်ရင်းနဲ့နှင်းစီပန်းတွေပွင့်နေတာကိုတတိထားမိလိုက်ပါတယ်။ပြောချင်တာကတော့ဂျိုးရဲ့အကြံကအလုပ်ဖြစ်သွားတာပါပဲ။ဒီနောက်မှာတော့သူ့ကိုအချိန်မီသွားကယ်နိုင်မှုအတွက်ရီတာနဲ့ရီဒိုတို့ကတော့ကွင်းစီကိုအမြန်သွားခဲ့ပါတယ်။ရီဒိုကကင်မရာမန်ကိုနှင်းစီပန်းတွေကိုချိန်ကိုင်းလိုက်ပြီးတော့ထိန်းချုပ်ရေးခန်းထဲကိုဝင်သွားခဲ့ပါတယ်။
TV ဖန်သားပြင်ပေါ်မှာလည်းနှင်းစီပန်းတွေကြီးပဲပေါ်လာတာမို့ကမ်မာချိုကဂျိုးကိုအချိန်မီဝင်ကယ်လိုက်ပြီးတော့ဂျိုးကိုထောင်နဲ့ကင်းလွတ်ခွင့်ပေးလိုက်ပါတယ်အခုဆိုရင်တော့ငတုံးတွေအားလုံးကအိမ်ဖြူတော်မှာအောင်ပွဲခံနေကြတာပဲဖြစ်ပါတယ်ရီတာကအနာဂတ်ကိုပေါ်သူပေါ်ကျသွားတာမို့သူမကအိမ်မပြန်တော့ဘူးလို့ဂျိုးကိုပြောလိုက်ပါတယ်အနာဂတ်ကလူတွေကတုံးနေပေမဲ့တအုပ်ကိုတအုပ်အရန်ကျူးဆိုင်ကြတယ်လို့ပြောပါတယ်ဂျိုးကလည်းသူမရဲ့ဆုံးဖြတ်ချက်ကိုလက်ခံလိုက်ပြီးတော့တယောက်တည်းပြန်မှုဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့လည်းစိတ်ပြက်စရာကောင်းနေတာတခုကတော့ဖရက်ဒိုပြောတဲ့အချင်းကြီးသွားဆက်ဆိုတာကကလေးကစားကွက်နဲ့ကစားစရာတစ်မျိုးဖြစ်နေခဲ့တာပါဇလန်လီအဆုံးသတ်မှာတော့ဂျိုးတယာကအမေရိကန်ရဲ့တမရဖြစ်သွားခဲ့ပြီးတော့ရီတာကတော့ first lady ဖြစ်လာခဲ့ပါတယ်သင်ခန်းစာလေးကတော့ဘသူတွေဘလောက်ပဲတုံးနေပဲပြောမင်းထဲမှာချစ်တတ်သွားတာပါလို့လိန်သွားခဲ့တဲ့ဟာကိုလည်းအခုချိန်ထိယုံနေတဲ့မင်းတို့လောက်တော့မတုံးသေးပါဘူးလို့ဆိုလိုတာပါ